ဒီဇလန်လေးကတော့ Transonic ကိုစတင်ဖန်တီးခဲ့သူ Kevin Flynn ပျောက်ဆုံးသွားပြီး15နှစ်အကြာမှာစတင်ခဲ့တာပါအခုဆိုရင် NCOM Company ရဲ့ AI နည်းပညာကိုလက်နက်ဖြစ်မသုံးဘဲလူသားတွေအကျိုးအတွက်ပဲအသုံးချခြင်းတဲ့ခင်ညီအမတွေကဥဆောင်နေပါတယ်ဒါပေမဲ့သူတို့ရဲ့ပြိုင်ဘက် Dillinger System ကိုတော့ငကိုတီထောင်သူရဲ့မြေးဖြစ်သူ Julian Dillinger ကဥဆောင်နေပြီးသူကတော့တမျိုးထူးခြားပါတယ်Julian ဟာ Iris လို့ခေါ်တဲ့ program အသစ်တစ်ခုကိုလျှို့ဝှက်ရေးဆွဲနေပြီးသူကိုယ်တိုင်ကအဲ့ဒီ NCOM ရဲ့ CEO ဖြစ်သူ Eve Kim နဲ့သူ့ရဲ့ partner Seth တို့ဟာ Kevin Flynn ရဲ့ Alaska ကတက်ခွဲခန်းဟန်းစီရောက်သွားကြပါတယ်။အဲ့ဒီမှာသူ့မှချန်ထားခဲ့တဲ့ video file လေးကိုကြည့်ရင်စိတ်မကောင်းဖြစ်နေတော့မှာပဲတခြားတစ်ဖက်မှာတော့ Julian က share ရှင်းလေးကိုသူ့ရဲ့အနာဂတ်လက်နက်နဲ့မိတ်ဆက်ပေးနေပါတယ်။အဲ့ဒါကတော့လေဆာနဲ့ဖန်တီးလိုက်တဲ့တန်ကြက်ကကားတစ်စီးနဲ့ Iris လို့ခေါ်တဲ့ပြီးပြည့်စုံတဲ့စစ်တယ်တော့ပါပဲ။ဒီစစ်တယ်ဟာအနားယူဖို့မလို့အစာစားဖို့မလို့သလိုတေသွားရင်လည်းအစ်စ်ပြန်လုပ်လို့ရတဲ့အစားထိုးလို့ရတဲ့ပစ္စည်းတစ်ခုလို့ဂျူလီယန်ကသဘောထားတာပါဒါပေမဲ့ထူးဆန်းလာကအေရစ်ဟာလူသားတွေလိုခံစားချက်ရှိလာတာပါအပြင်လောကမှာမိုးလွာတာကိုမြင်တော့သူသွားထိတွေ့ကြည့်ပြီးခံစားကြည့်မိပါတယ်ပြီးတော့ပိုးဆုံးကျူးလေးတကောင်ကိုဖမ်းပြီးကျင်းကျန်နာနာကြိုက်တွဲနေတာကိုဂျူလီယန်မြင်သွားတော့အံ့ဩသွားတာပေါ့ဒါပေမဲ့grid ကလာတဲ့ program တွေဟာအပြင်လောကမှာ29မိနစ်ပဲခံပြီးပျက်စီးသွားလိမ့်ရှိပါတယ်။ဂျူလီယန်ကဒါကိုအမြဲတမ်းတီးမြဲတစ်ဖက်မှာလည်း Eve ကအဲ့ဒီကိုအောင်မြင်ရှာဖွေတွေ့ရှိသွားပြီးစမ်းသပ်ကြည့်တဲ့အခါသူတို့ဖန်တီးထားတဲ့တစ်ပင်လေးဟာ29မိနစ်ကျော်သွားလဲမပျက်စီးပဲရှိနေပါတယ်။ဒါကိုသိသွားတဲ့ဂျူလီယန်ကဒေါသတကြီးနဲ့ NCOM ရဲ့